ယူတယ်စင်အိုတဲကတောက်တဲ့အပြင်ကိုထွက်စီကွက်တူနဲ့ထူလာဦးအဲ့ဒီလိုလဲယူတတ်ပါတယ်ရှင်ဒါကိုကျမတို့ဇက်သပင်ပညာရက်အနေနဲ့ကြတော့တကကမိုင်းအပိုင်းအဖြတ်အရက်အနာအထားအသိုးကတုလဟုအဖုအထစ်မပြေပြင်းသပင်တဲ့အခြေမြင့်နဲ့မတူဘူးတဲ့ဒါရင်မဲလားဆိုတော့မကပါဘူးရှင်ကျမတို့သပင်ပညာရှင်များဟာကျမတို့ပင်လေကြီးကိုအလျားလိုက်ကူးခတ်နေရသလိုထဲသလောက်မပြည့်တဲ့အိုးကြီးဟာကျမတို့အနုပညာကြီးဖြစ်ပါတယ်ဒီတော့ကျမတို့ကဘာကိုတဆင့်ထပ်ပြီးလေ့လာလိုက်စားရသလဲဆိုတော့ဆရာတော်ဖရာကြီးတွေရဲ့နောက်ဆုံးအန်တိမဇာပနအခမ်းအနားကြီးတွေမှာကျမတို့အင်းကျူးဆိုတဲ့ပညာရက်နဲ့ဒီလိုလေးပူဇော်ရပါတယ်ရှင်